ဒီဇလန်ဟာပထမအပန်ဒါစကားပြီးနောက်16နှစ်အကြာကိုအခြေခံထားပါတယ်။ဂျိတ်နဲ့နေတီရီတို့ဟာအခုချိန်မှာမိသားစုနဲ့အတူငြိမ်းချမ်းစွာနေထိုင်နေကြပြီးသူတို့မှသားနှစ်ယောက်ဖြစ်တဲ့နက်တီယန်နဲ့လိုအားသမီးငယ်တို့နဲ့ဂရီယိုဂတ်စတင်ရဲ့အသက်မရှိတော့တဲ့အပန်ဒါကိုခန္ဓာတဲ့ကနေကြောင်ရင်းမသိပဲမွေးဖွားလာတဲ့မွေးစားသမီးကီရီဆိုပြီးရှိပါတယ်။ဒါအပြင်ပထမစကားမှာတည်ဆုံသွားတဲ့ဗိုလ်မှူးကြီးကွာရစ်ရဲ့သားမိုင်းစပိုင်တာဆိုကောတို့လည်းပန်တိုယာမှာကြံခဲ့တဲ့လူသားသိပ္ပံပညာရှင်တွေကပြုစုထားပြီးဆူလီမီသားစုဝင်တယောက်လိုဆက်ဆံခံရပါတယ်။ဒီငြိမ်းချမ်းမှုဟာ RDA အဖွဲ့ကပန်တိုရာကလူသားတွေနေထိုင်နိုင်တဲ့ကမ္ဘာသစ်အဖြစ်ပြောင်းလဲဖို့ပြန်လာတဲ့အခါပျက်စီးသွားပါတယ်။ဒီအချိန်မှာ RDA ဟာပထမစကားမှာတည်ဆုံသွားတဲ့လူသားစစ်သားတွေရဲ့မှတ်ဉာဏ်တွေကိုနာဘီကိုခန္ဓာနဲ့ထည့်သွင်းဖန်တီးထားတဲ့ပြန်လည်ပေါင်းစပ်ထားသောနာဘီစစ်သားတွေကိုအသုံးပြုလာပါတယ်။ဒီပြန်လည်ပေါင်းစပ်ထားတဲ့အဖွဲ့ကိုဦးဆောင်သူကတော့ပထမအဖန်ဒါစကားရဲ့အကြီးကရန်သူမိုင်းကွာရစ်ပဲဖြစ်ပြီးအခုတော့အမြင့်ရှိပေရှိတဲ့အပြာရောင်နာဘီတယောက်ဖြစ်နေပါပြီ။ဂျိတ်ဟာ RDA ကိုစန့်ကျင်ပြီးလျှို့ဝှက်တိုက်ခိုက်ရေးတွေလှုပ်ဆောင်ကာ AB ရှိရထားတဲ့စင်းကိုအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ပါတယ်။ဒါကြောင့် RDA ရဲ့လုံခြုံရေးကောင်းဆောင်အသစ်ဗိုလ်ချုပ်ကြီးအတမိုးကကွာရစ်ကိုဂျိတ်ကိုလိုက်လံဖမ်းဆီးဖို့အမိန့်ပေးခဲ့ပါတယ်။ဒီအချိန်မှာ RDA ကသူတို့ရဲ့အခြေစိုက်စခန်းတရားဦးအစကိုတိစောက်နေပါတယ်။ဆူလီမီသားစုကကလေးတွေဟာကွာရစ်ရဲ့ပြန်လည်ဖွဲ့စည်းထားတဲ့ကင်းလက်အဖွဲ့ကဖမ်းဆီးသွားပြီးနောက်ပိုင်းမှာဂျိတ်နဲ့နေတီရီတို့ကကဲတင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့စပိုင်နာကတော့ဖမ်းဆီးခံခဲ့ရပါတယ်။ဒီအဖြစ်ပြက်တွေကြောင့်ဂျိတ်ဟာသူ့မိသားစုကအိုမာတီကာယာလူမျိုးတစ်ခုလုံးကိုအန္တရာယ်ဖြစ်စေတယ်လို့ထင်လာပြီးပန်ဒိုရာတလွားကိုမိသားစုနဲ့အတူထွက်ပြေးဖို့ဆုံးဖြတ်ပါတယ်။စကိုင်းနာကိုတော့ပြန်လည်ပေါင်းစပ်ထားတဲ့အဖွဲ့ကနာဘီလူမျိုးရဲ့ယဉ်ကျေးမှုနဲ့ဘဝနီလန်းတွေကိုလေ့လာဖို့အသုံးချနေပါတယ်။ဆူလီမိသားစုဟာပန်ဒိုရာအရှိတ်ပင်လယ်ဒေသမှာနေထိုင်တဲ့မက်ကအီနာလူမျိုးစီမှာခိုလုံကြပြီးခေါင်းဆောင်တိုနိုဝါရီနဲ့ဇနီးရော်နယ်နဲ့သူတို့ရဲ့ကလေးနှစ်ယောက်နဲ့တွေ့ဆုံကြပါတယ်။သူတို့ဟာပင်လယ်ဘဝနဲ့ကိုက်ညီအောင်လေ့လာရင်းရေးနီလန်းကိုတင်ယူကြပါတယ်။ဂျိတ်ဟာစကင်ဝင်းကိုစီးနှင်းတက်လာပြီးကီရီရဲ့ပန်တိုရာနဲ့ဆက်သွယ်နိုင်တဲ့စွမ်းအားကလည်းပုံမထင်ရှားလာပါတယ်။လိုအာကတော့ခေါင်းဆောင်ရဲ့တမီစီရီယာနဲ့မိတ်ဆွေဖြစ်လာပြီးခေါင်းဆောင်ရဲ့သားအွန်လွန်ကြောင့်အနေရရှိတဲ့ရေထဲကိုဝင်ရောက်သွားတဲ့အခါလူသားတွေကမုန်းတီးထားတဲ့တူကွန်တတဝါကြီးပယာကန်နဲ့ချစ်ကြည်လာပါတယ်။တူကွန်တွေဟာအသိဉာဏ်ရှိပြီးအကြမ်းမဖက်တဲ့တတဝါများဖြစ်ပေမဲ့လူသားတွေကသူတို့ခန္ဓာကိုယ်ထဲကလူသားအုံမင်းမှုကိုရပ်တန့်စေတဲ့အမရိဒါကိုရယူဖို့တက်ဖြတ်နေကြပါတယ်။ကီရီဟာမက်ကနာရီရဲ့ဝိညာဉ်တစ်ပင်ချိတ်ဆက်တဲ့အခါဂရေအော့ကတ်စတင်ကိုတွေ့မြင်တဲ့မြင်ကွင်းတစ်ခုကိုတွေ့ကြုံရပြီးအဲ့ဒီအကြောင်းကြောင့်အတက်အကျယောဂတစ်ခုဖြစ်ပွားလာပါတယ်။နုံကသူမကိုနောက်ထပ်မချိတ်ဆက်ဖို့တတိပေးပါတယ်လိုအားကတော့ပယာကန်ဟာသူ့မိခင်ကိုလူသားတွေတက်ခဲ့တဲ့အတွက်လူသားတွေကိုတိုက်ခိုက်ခဲ့ပြီးအဲ့ဒီကြောင့်လူမျိုးတွေကထုတ်ပယ်ခံထားရတာကိုသိရှိလာပါတယ်။ကွာရစ်နဲ့ပြန်လည်ဖွဲ့စည်းထားတဲ့အဖွဲ့ဟာရွာတွေကိုဖျက်ဆီးပြီးတူကွန်တွေကိုတပ်ဖြတ်ကဂျိတ်ကိုဆွဲထုတ်ဖို့စူးစမ်းလာပါတယ်။ပယာကန်ကိုပြစ်မှတ်ထားလာတဲ့အခါလိုအားနဲ့သူ့ညီကိုတွေမိတ်ဆွေတွေကကဲတင်ဖို့စူးစမ်းပေမဲ့ဖမ်းဆီးခံရကြပါတယ်။ဂျိတ်နေတီရီနဲ့မက်ကအီနာလူမျိုးကသူတို့ကိုကဲတင်ပြီးပြင်းထန်တဲ့တိုက်ပွဲကြီးတစ်ခုဖြစ်ပွားလာပါတယ်။ပယာကန်ကလူသားတွေရဲ့တင်မောကိုတိုက်ခိုက်ကမက်ကအီနာလူမျိုးကိုကူညီပေးပါတယ်။ဒီတိုက်ပွဲအတွင်းတာအကြီးနက်တီယန်ဟာသူ့ညီမောင်နှမတွေကိုကာကွယ်ရင်းအသက်ဆုံးရှုံးသွားပါတယ်။ဂျိတ်နဲ့နေတီရီတို့ကတင်မောပေါ်မှာပြန်လည်ဖွဲ့စည်းထားတဲ့လူအများစုကိုတပ်ဖြတ်ပြီးဂျိတ်ဟာကွာရစ်နဲ့နောက်ဆုံးတိုက်ပွဲကိုရင်ဆိုင်ရပါတယ်။ဒီအချိန်မှာဂျိတ်ကအနိုင်ရပေမဲ့နှစ်ဦးစလုံးရင်နစ်လူနီးပါးဖြစ်သွားပါတယ်။ကီရီလိုအာနဲ့စပိုင်ဒါတို့ဟာတင်မောထဲမှာကြံခဲ့သူတွေကိုကဲတင်ရပြီးကီရီဟာပန်တိုရာရဲ့တရဝါတွေကိုထိန်းချုပ်ပြီးနေတီရီနဲ့တူကိုကဲတင်နိုင်ခဲ့ပါတယ်။လိုအာကတော့ဆီရီယာတင်ပေးခဲ့တဲ့ရေအောက်အသက်ရှူနေကိုတုံးပြီးဂျိတ်ကိုကဲတင်ခဲ့ပါတယ်။ပင်လယ်ဟာမင်းကိုဝန်းရံထားသလိုမင်းတွင်းမှာလည်းရှိတယ်လို့ဆိုပါတယ်။စပိုင်ဒါကမလိုလားပေမဲ့ကွာရစ်ကိုကဲတင်ခဲ့ပြီးသူနဲ့မပူပေါင်းပဲဆူလီမီသားစုစီပြန်သွားရွေးချယ်လိုက်ပါတယ်။နက်တီယန်အတွက်အလောင်းနာပြုတ်လုပ်ပြီးဂျိတ်ကထွက်ခွာမယ်လို့ပြောပေမဲ့တိုဒိုဝါရီကသူတို့ဟာမက်ကအီနာလူမျိုးဖြစ်သွားပြီလို့ပြောပါတယ်ဂျိတ်နဲ့နေတီရီတို့ဟာဝိညာဉ်တစ်ပင်ကိုတွားရောက်ပြီးနက်တီယန်နဲ့ပြန်လဲချိတ်ဆက်ကြပါတယ်ဒီအခါဂျိတ်ဟာမိသားစုကငါရဲ့ကာကွယ်ရေးခံတပ်ပဲဆိုတဲ့အမှန်တရားကိုနားလည်လာပါတယ်ထွက်ပြေးခြင်းဟာသူတို့ကိုမကာကွယ်နိုင်ပဲ RDA ကိုရင်ဆိုင်တိုက်ခိုက်မှသာလုံခြုံနိုင်မယ်လို့သိလာပါတယ်စကားအဆုံးမှာပထမအဖန်ဒါစကားလိုပဲဂျိတ်ရဲ့မျက်လုံးဖွင့်ခြင်းနဲ့အဆုံးသတ်ပြီးလာမယ့်အဖန်ဒါမီးနစ်ပြအတွက်လမ်းဖွင့်ပေးလိုက်ပါတယ်